မင်္ဂလာပါမိတ်ဆွေများအတွက်အစွမ်းထက်တဲ့ကာထာ၃ပုဒ်ကိုရွေးထုတ်နှုတ်ပြီးတော့သင်ဆက်ပေးလိုက်ပါတယ်နံပါတ်1ကာထာကတန်ဗုဒ္ဓေကာထာဖြစ်ပါတယ်တန်ဗုဒ္ဓေအထဝိတင်္စာသဝရတင်္စာသဟတကေပြင်စတတ္တသဟတာနေနမမိတိရတမဟာအပကဝါလုကခင်းကအနန္တနေဗုဒ္ဓစိနာတေတံဓမ္မေဇတံကိစ္စအာဒရေနနမမဟနမေကာရနုဘာဝေနဟိတ္တဝတ္ပေဥပဒဝေအနေကအန္တရာယာပိဝိနာတန္တုအတေတတောနံပါတ်2ကာထာကတော့စာရဘဝကာထာဖြစ်ပါတယ်စက္ခုမာစရမာစိန်နောဓမ္မညုဓမ္မတာမိကောဘလူပေတောဗလတရောဝရတော်ဒေတုမေဝရံစာရဘဝကာထာစက္ခုမာစရမာစိန်နောဓမ္မညုဓမ္မတာမိကောဘလူပေတောဗလတရောဝရတော်ဒေတုမေဝရံဒါဟာစာရဘဝကာထာဖြစ်ပါတယ်နောက်ထပ်ကာထာတစ်ပုဒ်ကတော့အာဌာနမေတံကာထာဖြစ်ပါတယ်အာဌာနမေတံဘိကဝေအနဝကာတောယံပရုပကမေနတထကတံဇိဝိတာဝရောပိယအနုပကမေနဘိကဝေတထကတာပရိနိဗ္ဗာယန္တိဧတေနသေဇဝဇေနတုရိမေဟောတုတဗ္ဗရာယခုပေါ်ပြတဲ့ကာထာကအာဌာနမေတံကာထာဖြစ်ပါတယ်ဒီကာထာသုံးပုဒ်ကရွတ်လေစွမ်းထက်လေကာထာဖြစ်ပါတယ်မိတ်ဆွေများလွင်ဆန္ဒဟုသည်များပြေဝစေဖို့ဒီကာထာသုံးပုဒ်လေးကိုနေ့စဉ်မပြတ်ရုပ်ပွားဖို့တိုက်တွန်းလိုက်ပါတယ်